မတင်မပဲအမွာဘူးကိုဝင်ကိုရောက်ရှိနေကြောင်းပြောလာတဲ့ရွှေမုံရတီပရိသတ်များလုံးမင်္ဂလာပါရှင်နှစ်တွေအများကြီးစူးစမ်းခဲ့ပြီးမှအမွာကိုဝင်ကိုလွှဲထားရပြီဖြစ်ကြောင်းပြောလာသူကတော့ရွှေထူးနဲ့ရွှေမုံရတီပါရွှေထူးနဲ့ရွှေမုံရတီတို့ဇနီးမောင်နှံကိုပရိသတ်တွေကချစ်တာကြောင့်ရွှေခေါ်ပဲလို့ချစ်စနုနဲ့ခေါ်ကြပါတယ်အိမ်ထောင်တစ်ခုကဘလောက်ပဲတာယာပျော်ရွှင်ရပါတယ်ပြောအိမ်ရဲ့ဆဲလေးလေးဖြစ်တဲ့တသားမီမီလေးတွေကိုမလိုချင်တဲ့မိဘဆိုတာမရှိပါဘူးအထူးသဖြင့်တော့ရွှေတူးနဲ့ရွှေမုံတို့အတွဲလေးကိုမြင်လိုက်ရင်အမြဲတမ်းပျော်ရွှင်နေပြီးတော့တယောက်ကိုတယောက်ဆဆနာနာနဲ့စိတ်ကြည်နူးစရာပါအဆိုတော့ရွှေတူးနဲ့မင်းသမီးကျော်လေးရွှေမုံတို့ကလက်ထပ်ထိန်များခဲ့တာအခုဆိုရင်တော့အိမ်ထောင်သက်တမ်း9နှစ်ကျော်ကိုရောက်ရှိနေပါပြီဒါပေမဲ့လည်းသူတို့ဇနီးမောင်နှံမှာအခုချိန်ထိရင်သွေးလေးမရရှိသေးရပါအခုချိန်မှာတော့သူတို့ကဝမ်းသာစရာသတင်းကိုပြည်သက်ကိုအတည်ပြုလိုက်ပါတယ်အဲ့ဒါကတော့အခုနှစ်သိကူချိန်မှာပဲရွှေမုံရဲ့ဝမ်းထဲမှာအမွာဘူးလေးကိုလွှဲထားရပြီဖြစ်တယ်လို့ဖေဖေရွှေတူးကအတည်ပြုလိုက်ပါတယ်အခုလည်းကိုဝင်ကလာနုတရားကြောင့်ရွှေမုံကိုဂရုစိုက်နေရတယ်နှစ်သိရဲ့အစာမင်္ဂလာချိန်မှာပဲအမွာလေးကိုလွှဲထားရတာကြောင့်ကလေးလေးတွေကကောင်းသောလာခြင်းနဲ့လာတယ်လို့ပြည်သက်တွေကတော့နမိတ်ဖတ်နေကြပါတယ်ရှင်